အားလုံးပဲမင်္ဂလာပါ Sport Insider ဘာမှကနေပြန်လေကြိုဆိုလိုက်ပါတယ် SIB က admin ကိုကျော်ပါကျွန်တော်တို့ဘောလုံးရာသီအသစ်မစတင်ခင်မှာ SIB ကိုကြည့်ရှုနေတဲ့ပရိသတ်တွေကိုနည်းနည်းလေးဒီ26-29ဘောလုံးရာသီမှာကျွန်တော်ဘာတွေဆက်လုပ်သွားမလဲနဲ့အရင်က CIB ကနေဘယ်လိုလုပ် SIB ဖြစ်သွားလဲဆိုတာလေးတွေနဲ့နောက်ကျွန်တော်အနေနဲ့မိတ်ဆက်တာပေါ့ကမ္ဘာ့ဗလာ2026မတိုင်ခင်က Sport Insider CD Insider ဘာမှဆိုပြီးတော့မနှစ်ကလေးကကျွန်တော်သုံးသက်ချက်လေးတွေတက်နိုင်တယ်များတင်ပေးနေပါတော့တခြားကမ္ဘာ့ဗလာ stories တွေစိတ်ဝင်စားတဲ့ကစားသမားတွေအမှတ်တမ်းမှတ်ရတွေတောက်လျှောက်တင်ပေးခဲ့တယ်သို့တော့ CIB က subscriber 9000ကျော်လောက်ရောက်ပြီးသွားမှာပဲမထင်မပဲနဲ့ဟလာ monetize လုပ်လို့မရတော့ဘူးပေါ့နောက်တစ်ခုကအဖီးတွေပါကျွန်တော်ပြန်တင်နေပေါ့ဗျာ3လအပိတ်ခံလိုက်ရတယ်ပေါ့ဆိုတော့ကမ္ဘာ့ဗလာမတိုင်ခင်ကြီးမှဖြစ်သွားတဲ့အတွက်ကျွန်တော်တို့တော်တော်လေးခြေနေရမရှိမလားဖြစ်သွားတော့အခြေအနေမကောင်းဘူးပေါ့အဲ့တော့ CIB ကနေပြီးတော့နောက် SIB Sport Insider ဘာမှဆိုပြီးတော့ YouTube မှာအသစ်ပြန်ဖွင့်ပြီးတော့အဲ့ဒီဘက်ကိုကျွန်တော်ဒီကြည့်ရှုနေကြပရိသတ်တွေပြန်ခေါ်ရတယ်ပေါ့ကမ္ဘာ့ဗလာကာလာတွေလျှောက်လုံးမှာတော့တောက်လျှောက်ကိုတင်နေကြစိတ်ဝင်စားစရာကောင်းတဲ့သတင်းကိုတက်တိုက်ပဲတင်သွားတာပေါ့ဗျတူကြီးအသစ်တွေရမ်းမတင်တော့ဘူးရမ်းဟောင်းနေလည်းပြန်မတင်တော့ဘူး subscriber တွေအဲ့ဒီကို2000လောက်ရောက်လာတဲ့ပုံမှန်လဲကြည့်ရှုနှုန်းအောင်ပုံမှန်တိုင်းပဲဆိုတော့ဇက်တိုက် SIB ကိုအားပေး CIB ကနေ SIB ကိုတောက်လျှောက်အားပေးနေတဲ့ပရိသတ်တွေကိုလည်းအထူးပဲကျေးဇူးတင်တယ်ပထမဦးဆုံးပြောချင်တဲ့တစ်ချက်ကတော့ community တစ်ခုပေါ့ SIB အနေနဲ့ community တစ်ခုတည်ဆောက်ခြင်းတယ်ပေါ့ပထမကျွန်တော် subscriber တွေအများကြီးနဲ့ channel လေးကြာသွားတဲ့အခါမှာဟုတ်လား subscriber များတာပိုကောင်းလာတာဒီ small community လေးနဲ့ပဲကျွန်တော်တို့ရှေ့ဆက်ပြီးတော့သွားကြမလားဆိုတော့ကျွန်တော်စတင်စဉ်းစားဖို့ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာ့ဗလာကာလမှာကျွန်တော်တောက်လျှောက်တင်လာတာကငွေကြီးအကျိုးမြတ်တုံးတရားအကြောင်းလည်းမဟုတ်တော့ဘူး။ဟုတ်လားဒီချိနေကြလူတွေကဒီကာလာကြီးရောက်မှကျွန်တော်အနေနဲ့ပျောက်သွားမှဆိုလို့သွားနေကြပုံစံတိုင်းလေးကိုကျွန်တော်ဆက်ပြီးထိန်းသွားတယ်။ဆိုတော့ရေရှိမှာဟုတ်လား channel တွေကြာတာတွေတက်တာတွေအဲ့လိုရေရှိတောက်လျှောက်ကျုံသွားတယ်ဒါပေမဲ့ community လေးတစ်ခုကိုလူတွေကစပြီးတော့26-29အတိုင်းမှာတွေကျွန်တော်နေစတင်တည်ဆောက်လာတာအကောင်းဆုံးဖြစ်မယ်လို့အခုပြန်တွေးမိတာပေါ့လေအဲ့ဒါတစ်ချောင်းဒုတိယတစ်ချက်ကတော့2000နဲ့ဒီ26-29မှာဘာတွေဆက်တင်သွားအောင်လဲပေါ့နော်ပထမကျင်ခဲ့တဲ့ရာသီမှာတော့ Premier League ကိုအဓိကထားပြီးတော့ကျွန်တော်Super Computer ခံမှန်းချက်တို့တခြားကြားပွဲလေးတွေတင်နေပေါ့လာမယ့်2026-29မှာတော့ကျွန်တော်အနေနဲ့ဟလာပွဲတွေဒီဥရောပတိုက်ကလိ၄ခုလုံးကိုခံမှန်းချက်တွေတောက်ချောက်လုပ်ပေးသွားမယ်ပရီးမီးယားလိရင်ထဲကတစ်ခုတည်းလုပ်နေရတယ်၄ခုလုံးလုပ်ပေးသွားမှာပေါ့နော်ပြီးရင်ချန်ပီယံလိနဲ့တခြားရှုံးထွက်ပွဲစဉ်တွေလည်းအလင်းသင့်တယ်လို့ဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့ပုံစံကတော့သမိုင်းဆိုင်ရာအချက်လက်လေးတွေရင်းကဘာဖြစ်ခဲ့တယ်ဟက်တူကခြေတွေဘာဖြစ်ခဲ့တယ်ဘယ်တော့မှမသူကဘလို့ဟလာခြေစွမ်းပြကိုတွေသွင်းခဲ့တယ်စောင့်ကြည့်ရမယ့်ကစားသမားဘယ်သူတွေလဲအဲ့ဒီဟာတွေကိုဆွဲဆန်ပြီးတော့ခံမှန်းပြီးတော့ super computer နဲ့ပေါင်းပြီးတော့တင်ဆက်ပေးတာပေါ့နော်အဲ့တော့ဒီတချို့ရောက်လဲရည်ရွယ်ချက်မျိုးနဲ့ကြည့်တာပေါ့ဒီလောင်းကစားအတွက်ကြည့်ရလို့လည်းရှိတယ်ဒီတိုင်းကြည့်လဲသူကအဆင်ပြေတဲ့ content တစ်ပုဒ်တော့ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒါကိုဆက်ပြီးတော့လာမယ့်ရာသီမှာဆက်ပြီးတော့တင်ပေးသွားမယ်တိုးချဲ့ပြီးတော့တင်ပေးသွားမှာပေါ့နော်တခြား betting company တွေကလည်းအများကြီးပဲဟလာလာမိတ်ဆက်တာတွေတော့အများကြီးပဲရှိရောလာမယ့်ရာသီမှာလည်းဆက်ပြီးမိတ်ဆက်ကြအောင်မယ်တင်တယ်ဒါပေမဲ့အဓိကအပြင်တော့ကျွန်တော်အနေနဲ့ကတော့လက်ရှိကာလအထိပေါ့နော် betting တွေနဲ့တွဲပြီးတော့လုပ်ဖို့တော့စိတ်ကူးတော့မရှိသေးဘူးပေါ့နော်ဒါကျွန်တော်ရဲ့သီးသန့်ပုံစံမျိုး content ဝယ်ဖန်တီးရသဘောကျတာဖြစ်တဲ့အတွက်ဒီရှိမှာတခြားဟလာစိတ်ဝင်စားစရာ content တွေရှိတဲ့ခါကျရင်လည်းကျွန်တော်အနေနဲ့ဒီ community ထဲမှာပဲဆက်လက်ပြီးတော့ဟလာတင်ဆက်ပေးသွားပါမယ်ဆက်ပြီးတော့အသိပေးသွားမှာပေါ့နော်တတိယတစ်ချက်အနေနဲ့ကတော့ပြောချင်တာကကျွန်တော်အနေနဲ့ဟလာ Telegram channel Sport Insider Telegram channel ကိုလည်းဒီ description မှာကျွန်တော် share ပေးထားမယ်ကျွန်တော်ရဲ့ Facebook account နဲ့Facebook မှာပဲ CD Insider ဘာမှဆိုရဲကျွန်တော်ရဲ့ page တခုရှိရပေါ့နော် link တွေအားလုံးဒီ description မှာတင်ပေးထားမယ်နောက်တစ်ခုကတော့လက်ရှိကာလတစ်ခုလုံးဟလားဆက်လက်အားပေးနေတဲ့လူတွေကိုလည်းကျေးဇူးတင်တယ်ဒါအပြင်buy me coffee တို့လိုမျိုးဟလား no coffee တွေပဲဝယ်တိုက်ပြီးတော့ channel ကို support လုပ်ချင်တဲ့လူတွေအတွက်လည်း buy me coffee channel support လုပ်လို့ရတဲ့ link လေး comment မှာချပေးထားပါတယ်SIB ကကိုကျော်ပါ
ကိုကျော်လို့ခေါ်ပါတယ် SIP ကကျွန်တော်တို့ရေရှည်ရလားဘာတွေ SIP မှာဆက်လက်နားဆင်ခွင့်ရမလဲဆက်လက်သွားမလဲဆိုတာကိုကျွန်တော်အနေနဲ့အားလုံးကိုသတိပေးတာအသိပေးတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ပြည်တွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ